ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တီဝီလင်ကတောင်ပိုင်းကကမ်းခြေတွေကိုဘယ်လောက်လာလဲဆိုတော့ပြသပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုရိုက်ခဲ့အချိန်တွေတုန်းကလုံးဝ vlog လုပ်ပြီးတော့မှစကားမပြောခဲ့ရတော့ဒီဗီဒီယိုရဲ့အများစုကိုကျွန်တော် voice over နဲ့ပဲပြောပြရမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်လည်းတူတူလိုက်ကြည့်ပေးကြပါ။ဒါလည်းတီကွယ်လာကမ်းခြေပါပဲနောက်တနေ့နေဝင်ချိန်မှာပြန်ပြီးတော့မှထပ်ပြီးတော့လာလဲတာပေါ့နော်ဒီနိုင်ငံမှာအစားအသောက်တွေဈေးအရင်မကြီးဘူးလို့ပြောလို့ရတယ်ဗျခုပုံလေးမှာပြတာလားဆိုရင်သမင်းနဲ့ကြက်ဥခင်းတွေကိုမြန်မာငွေ2000ကျပ်ပဲပေးရတယ်ဆိုတော့တန်နဲ့တွေပါပါတယ်ဒီကမ်းခြေကတော့အခြားကမ်းခြေတွေလောက်အရင်မလာပင်နဲ့တနစ်ပတ်လုံး surf လုပ်လို့ရတဲ့ရေလိုင်းတွေရှိတာကြောင့်မလို့ဒီ surf လုပ်တာကိုတင်ချင်တဲ့နိုင်ငံခြားခီးသွားရေးကြမှာတော်တော်နာမည်ကြီးပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဝယ်လီကာမမြို့မှာနှစ်ပတ်တောင်နေခဲ့ရမို့လို့ surf တင်တယ်လည်းတက်ခဲ့သလိုအားရဲ့အချိန်တိုင်းလည်းဒီကမ်းခြေကိုလာပြီးတော့မှ surf လုပ်ဖြစ်ပါတယ်ဒါတော့ကမ်းခြေအတစ်တစ်ခုကိုကျွန်တော်နဲ့တကယ်ချင်းနေလမ်းလျှောက်ပြီးသွားတဲ့အချိန်မှာတွေ့ရတဲ့ငါးဖမ်းလေးတွေကိုရိုက်ပြထားတာဖြစ်ပါတယ်ဒါတော့တနာရီတော့မိုးရွာတွေကိုလမ်းလျှောက်ပြီးတော့နောက်ထပ်ကမ်းခြေကိုရောက်တော့တာပေါ့နော်တော်တော်လေးရောလာပါတယ်ပြီးတော့ဒီတီဗီလင်ကတောင်ပိုင်းမှာပါတီတွေကလည်းအရင်နာမည်ကြီးရမလို့မဖြစ်မနေတွားကြည့်တင်ပါလေဒါတော့ပင်လယ်လိပ်တွေကိုကြည့်ဖို့အတွက်ကျွန်တော် snorkeling သွားလုပ်ခဲ့ရပါကျွန်တော်ဘဝရဲ့ပထမဆုံး snorkeling လုပ်တဲ့အတွေ့အကြုံလေးဖြစ်တာကြောင့်မလို့ကျွန်တော်တို့ဒီလိုmax ကြီးတက်ပေးရပါဗျာဆိုတော့ကျွန်တော်လိတ်3-4កောင်လောက်တွေ့ရပြီးတော့မမြင်ဘူးရဲ့ငါးကြီးလည်းတွေ့ရရဲဆိုတော့တော်တော်လေးတော့ကောင်းတဲ့အတွေ့အကြုံတစ်ခုရခဲ့တယ်လို့ပြောလို့ရတယ်ဗျဟုတ်ကဲ့ပါဒီကတော့ကျွန်တော်ရဲ့ guide ကကျွန်တော်ဗီဒီယိုရိုက်ပေးထားဖြစ်ပါတယ်ဒီကတော့နောက်ထပ် club တစ်ခုပါဘေးမှာလည်း skate ကွင်းရှိရဲဆိုတော့ဗျာသူ့ရဲ့ vibe တွေကတခြား club တွေနဲ့မတူဘူး DJ နဲ့တွားပြီးမကချင် skate ကွင်းရဲ့ဘေးမှာကနေရတော့ဗျာclub မှာတွားကလို့ပင်ပန်းလာလို့ရှင်ရင်နောက်ပြည့်ကြရင်ဗျာဒီလိုရေကြည်လင်နေတဲ့ကမ်းခြေလေးမှာအေးဆေးလာနိုင်ရုံပဲဘယ်တော့တောင်ဆင်ပြေလိုက်လဲကတော့ golf ဆိုတဲ့မျိုးရောက်နေရပါနေချင်းပြန်ခရီးပါပဲအခုနေနေမျိုးနဲ့ရမဝေးတော့
bus ကနိုင်ဝက်လောက်စီးပေါ်မှာလာလို့ရတယ်ချစ်စရာတော့ကောင်းနေတာဒီမျိုးလေတိတိလေးပဲပြောတာအရင်တော့အမွေနှစ်တွေအများကြီးရှိရမျိုးလို့ပြောလို့ရတယ်ဆိုတော့ခဏတော့ပတ်ကြည့်လိုက်အောင်မယ်ပြီးရင်ဒီမှာပါနေ့လေစာစားမလဲဆိုတာစဉ်းစားလိုက်အောင်မယ်လို့ဆိုတော့ okay ရှောက်ကြည့်လိုက်ပါအောင်မယ်ဒါကတော့ TV link က bus ကားရဲ့ဥပမာပေါ့ဗျာအပြင်ဘက်မှာဆိုလည်းအယောင်သေးဆုံးဆုံးလေးနေပါဗျာသူရဲ့ bus လေးစီးလို့တော့အဆင်ပြေဗျာဆိုတော့ bus စီးပြီးတော့ hostel ပြန်ရောက်တဲ့ချိန်အရန်ပူနေတာနဲ့မြင်တဲ့အတိုင်းပဲအင်ကြီးတော့မဝတ်နိုင်ပါဘူးခတ်လေးကြလည်းခီးသွားတာလေအဲ့လိုအမြဲလှုပ်ရှားနေရလို့ရှင်ပင်ပန်းနေဆိုတော့အခုဆိုရင်ကျွန်တော် hostel မှာပဲ AC ပြရလေးတောက်ပြီးချင်းနေရပါဒီထပ်ပူကြီးပြည်တော့မရှိတော့ပါဘူးခုအပေါ်မှာရှိနေရငါမျက်လုံးပဲမရှာချီလက်ခက်ခဲလို့နေတယ်ပဲဘယ်သူမြင်နိုင်မှာလဲတွဲလက်ထားတဲ့တန်ရောစနေလေချစ်စီတဲ့တော်တော်လေးပြောပြမယ်ပြောလဲချလိုက်ပါနောက်တရက်တော့နေဂွန်ဘူဆိုရမျိုးကိုယထာနှစ်ဆင့်စီသွားတဲ့အချိန်မှာယထာပေါ်မှာတချင်းဆိုပြီးတော့ပတ်စံတောင်းနေတဲ့လူတွေကြားမှာပါတီဗီလင်ကမှာနောက်ဆုံးနေပါမနေ့ကျရင်တော့ flight နဲ့နှီးပေါ်သွားမှာပါလို့ဆိုတော့ရမိုက်ပါရဲ့ဒီနိုင်ငံတော်တော်လေးပျော်ခဲ့ပါရဲ့ပြောမယ်ဆိုရင်နေရာလေးစုံအောင်ရောက်ခဲ့ပါတော့ so anyway it was a very nice trip like I said in the beginning that I would try my best to enjoy the country and I really did enjoy and it's really amazing and yeah for sure one day I'm gonna come back and see different places again yeah I love it so right now I'm on my way to get some souvenirs for my friends in Nepal so let's see what I can find and maybe I'll see you guys in Nepal TV link မှာနောက်ဆုံးရက်လေးနေဝင်တာ AC တွားကြည့်မယ်လို့တွေးထားပေမဲ့ကန်ချီမှာအနောက်ကလမ်းလျှောက်လာတဲ့အင်ကြီးအစိမ်းရောက်နေဦးလေးနဲ့တွေ့တော့ပြီးရတူတူတောက်ခဲ့ရပါလိမ့်မယ်ဒီရတောင်းနေတော့မိုးရွာလာတော့အနီးနားစားတောက်ဆိုင်နေမိုးဝင်းခိုတဲ့ချိန်မှာဆိုင်ပိုင်ရှင်နဲ့တကွက်လောက်ကခဲ့ရတယ်ပေါ့ဗျာlike this Open Gangnam Style like this like this Open Gangnam Style နောက်တနေ့မနေ့နီဘောကိုသွားဖို့လေစိတ်ကိုရောက်နေတာပါဆိုတော့သဘောကောင်းတဲ့ဒေတာခံနေရတာရှိတဲ့အစားအစာတွေနဲ့လာပါတဲ့ကန်ချီအကုန်လုံးအတွက်ကျေးဇူးပါတီဗီလင်ကကြီး